အားလုံးပဲမင်္ဂလာပါရှင် Hatters Fine Kin Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်မကဒီကိုဝင်ဆောင်အမျိုးသမီးတွေမှာပေါ့နော်ပထမကိုဝင်3လပတ်မှာပေါ့နော်ဒီ folic acid ကိုတောက်ဖို့ဘာကြောင့်အလွန်အရေးကြီးတာလဲ folic acid ကိုဘာကြောင့်တောက်တင်တာလဲဆိုတဲ့အချက်ကလေးကိုကျွန်မပြောပြပေးချင်ပါတယ်ပြီးတော့ဒီ folic acid ကကျွန်မတို့ရဲ့ကြီးထွားနေတဲ့ကလေးလေးပေါ်မှာပေါ့နော်ဘလို့အကျိုးသက်ရောက်မှုတွေရှိလဲဒီကလေးလေးရဲ့ကျန်းမာရေးကလေးလေးရဲ့ဖွံ့ဖြိုးပုံမှာဘယ်လောက်ထိအရေးပါလဲဆိုတဲ့အချက်ကလေးကိုကျွန်မပြောပြပေးချင်ပါတယ်အဲ့တော့ folic acid ကိုပထမကိုဝင်3လပတ်မှာတောက်မယ်ဆိုရင်ရရှိနိုင်တဲ့အကျိုးကျေးဇူးကတော့5ခုရှိတယ်ပေါ့နော်အဲ့ဒီမှာပထမဆုံးအရေးကြီးဆုံးတစ်ခုကကလေးရဲ့အုံနောက်နဲ့အာယုံကြောဖွံ့ဖြိုးမှုကိုအပြည့်အစုံဖြစ်စေတာပါအာယုံကြောစနစ်ချို့ယွင်းမှုကနေကာကွယ်ပေးတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဆေးပညာအဖြစ်ဆိုရင် neural tube defect လို့ခေါ်ပါတယ်ကျွန်တော်တို့ကလေးလေးကစပြီးတော့ဖြစ်လာပြီဆိုတာနဲ့ကိုဒီဘိုက်ထဲမှာကိုဝင်စရှိတဲ့3ပတ်ကနေ4ပတ်အတွင်းပေါ့ပထမတစ်လအတွင်းမှာသူ့ရဲ့ဒီအာယုံကြောပြွန်လေးညူရဲကျုလို့ခေါ်တယ်အဲ့ဒီအာယုံကြောပြွန်လေးကနေကလေးရဲ့အရေးကြီးဆုံးအစိတ်ပိုင်းဖြစ်တဲ့ဒီအုံနောက်ဖွံ့ဖြိုးမှုနဲ့ဒီအာယုံကြောမကြီးနဲ့ဒီကြောရိုးစစ်ဖွံ့ဖြိုးမှုတွေကိုသူကအဓိကလုပ်ပေးတာပါအဲ့ညူရဲကျုကပေါ့ဖြစ်စီတယ်အဲ့ဒီအချိန်မှာဒီအာယုံကြောပြွန်လေးကနေပြီးတော့အုံနောက်နဲ့ဒီအာယုံကြောမကြီးဖွံ့ဖြိုးမှုအတွက်ပေါ့နော်အဓိကလိုအပ်ချက်က folic acid ဖြစ်ပါတယ်အဲ့တော့ folic acid ကိုပုံမှန်တောက်ပေးခြင်းအပြင်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအာယုံကြောပြွန်လေးကနေအုံနောက်ကောင်းကောင်းဖွံ့ဖြိုးလာဖို့အတွက်ရဲ့ဒီအာယုံကြောမကြီးကောင်းကောင်းဖွံ့ဖြိုးလာဖို့အတွက်ရဲ့ကိုကူညီပေးနိုင်ပါတယ်အဲ့အတွက် folic acid တာတောက်ခဲ့မယ်ဆိုလို့ရှိရင်တေချာစနစ်တကျနေ့တိုင်းတောက်ခဲ့မယ်ဆိုရင်ပေါ့နော်ကလေးလေးကိုဒီအာယုံကြောစနစ်ချွေရမှုပေါ့ neural tube defect တွေကနေပြီးတော့ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်အဲ့ဒီ neural tube defect တွေမှာဘာတွေပါလဲပေါ့တကယ်လို့ဒါ folic acid မတောက်ခဲ့ဘူးဆိုရင် neural tube defect လို့ခေါ်တဲ့အာယုံကြောစနစ်ချွေရခြင်းတွေဖြစ်လာနိုင်တယ်အဲ့ဒီအာယုံကြောစနစ်ချွေရခြင်းဆိုတာဘာတွေလဲဆိုရင်အဲ့ဒီအာယုံကြောပြွန်လေးကနေကျမတို့ကအုံနောက်ကကောင်းကောင်းပြည့်ပြည့်စုံစုံမဖွံ့ဖြိုးတော့ဘူးအဲ့အတွက်အုံနောက်ကောင်းကောင်းမဖွံ့ဖြိုးလာတဲ့အချိန်မှာဆိုလို့ရှိရင်ကလေးရဲ့ဒီအုံနောက်မပိတ်တာပေါ့အဲ့ဒီအချိန်မှာတချို့က ultrasound မှာကလေးလေးကဒီ anal cavity လို့ခေါ်တဲ့ခေါင်းနဲ့အုံနောက်တချို့တော့ပါမလာဘူးဆိုတဲ့အခြေအနေမျိုးကိုကျမတို့ကတွေးကြုံရတာဖြစ်ပါတယ်အဲ့ဒီအပြင်ကိုဒီခါယုတ်စစ်မပိတ်တာမျိုးခါယုတ်အာယုံချောင်းမကြီးဒီကောင်းကောင်းမဖွံ့ဖြိုးတာမျိုးဆိုလို့ရှင်လဲကျမတို့ကဒီခါယုတ်မှာအာယုံကြောဖူလုံးတစ်ခုပေါ့နော်ပေါ်လာတာမျိုးအဲ့ဒါကို spinal bifida လို့ခေါ်တယ်အဲ့တော့အာယုံကြောဖူကြီးနဲ့မွေးဖွားလာတာမျိုးခါဖူကြီးနဲ့မွေးဖွားလာတာမျိုးဖြစ်နိုင်တယ်ပေါ့အဲ့တော့အဲ့ဒါတွေကရေရှည်မှာဆိုရင်ဘယ်လိုဖြစ်နိုင်လဲပေါ့အုံနောက်ကောင်းကောင်းမဖွံ့ဖြိုးပဲနဲ့အုံနောက်ဒီဥကောင်းကွန်ပေါ့အုံနောက်နဲ့ဥကောင်းကွန်နဲ့ကောင်းကောင်းမဖွံ့ဖြိုးပဲနဲ့တဝက်တက်ပြက်ပဲပါလာတဲ့အခြေအနေမျိုးမှာဆိုရင်ကလေးလေးကအပြင့်မှာဒီရှင်တန်နိုင်မှုခက်ခဲပါတယ်အဲ့အတွက်ကလေးရဲ့အသက်ရှင်တန်နိုင်မှုလုံးဝမရှိနိုင်ဘူးပေါ့နော်ပြီးတော့အာယုံကြောဖူးကြီးနဲ့မွေးဖွားလာတဲ့ကလေးတွေမှာဆိုလို့ရှိရင်လည်းရေရှည်မှာအာယုံကြောချွေယွန်းတာခြေလက်အင်္ဂါမတန်တာမျိုးတွေဖြစ်နိုင်ပါတယ်အဲ့အတွက်ပြောရမယ်ဆိုရင်တော့ဒီပထမဆုံးအချက်အရေးကြီးဆုံးက folic acid ဒီကလေးလေးရဲ့အုံနောက်နဲ့အာယုံကြောဖွံ့ဖြိုးမှုကိုအကောင်းဆုံးအထောက်အပံ့ပေးနိုင်ပြီးတော့အုံနောက်နဲ့အာယုံကြောချွေယွန်းမှုတွေကိုအဓိကကာကွယ်ပေးမှာဖြစ်ပါတယ်အဲ့အတွက်ကျမတို့က folic acid ကိုမဖြစ်မနေတောက်သုံးမှုကဒီအချက်ကြောင့်အရေးကြီးဆုံးဖြစ်ပါတယ်ပြီးတော့နောက်ထပ်ဒီ folic acid တောက်ခြင်းအပြင်ရရှိလာမယ့်အကျိုးကျေးဇူးလေးတွေကနောက်ဆက်တွဲအနေနဲ့၄ခုရှိပါသေးတယ်အဲ့ဒါပါလဲဆိုတော့နောက်ထပ်ဒုတိယတစ်ခုကကလေးလေးရောမိခင်ရောမှာပါသွေးအားနဲ့ယောဂဖြစ်ပွားမှုကိုဒီရှော့ချနိုင်တယ်ပေါ့နော်အဲ့အတွက်ကိုဝင်ဆောင်ချိန်မှာဆိုရင်အမေရောကလေးရောကဒီသွေးအားကောင်းမှုလိုအပ်တယ်ပေါ့အဲ့အတွက်သွေးအားကောင်းမှုဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုယ်မှာသွေးဥဆဲလေးတွေကိုအဓိကထုတ်ပေးနိုင်ဖို့အတွက်ဆိုရင် folic acid ကအဓိကလိုအပ်တာပါသွေးနီဥဆဲအသစ်ကလေးထုတ်ဖို့အတွက် folic acid လိုအပ်တာဖြစ်တဲ့အတွက်မအေးမာတာပေါ့နော်ဒီကိုဝင်ဆောင်မိခင်မှာဒါ folic acid တက်ကပြည့်ပြည့်စုံစုံရှိနေမယ်ဆိုလို့ရှိရင်ကလေးရောမိခင်မှာပါဒီသွေးအားနဲ့ယောဂဖြစ်ပွားမှုကိုရှော့ချပေးမှာဖြစ်ပါတယ်တတိယအကျိုးကျေးဇူးအနေနဲ့ပြောမယ်ဆိုရင်တော့ဒီမွေးလာတဲ့ကလေးလေးမှာနှာခမ်းကွဲအာခေါင်ကွဲဖြစ်နိုင်ခြေတွေကိုရှော့ချပေးနိုင်ပါတယ်ဒီကျမတို့သုတေသနတချို့အားဆိုလို့ရှိရင်ပေါ့နော်ဒီတချို့အရာဆိုရင်ပေါ့ဒီကိုဝင်စောပိုင်းကာလတွေမှာ folic acid လုံလောက်စွာတောက်ခဲ့တဲ့ဒီကိုဝင်ဆောင်မိခင်တွေရဲ့ကလေးမှာနှာခမ်းကွဲအာခေါင်ကွဲတွေဖြစ်ပွားမှုကိုသူက short တော်တန် short ချပေးနိုင်တယ်လို့တွေးချတာပေါ့နော်အဲ့အတွက်နှာခမ်းကွဲအာခေါင်ကွဲဖြစ်ပွားမှုကိုလည်း short ချပေးပါတယ် folic acid ကနံပါတ်၄အကျိုးကျေးဇူးအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒီမွေးလာတဲ့ကလေးလေးမှာပေါင်မပြည့်တာလားမစေဘံမွေးဖွားလာတာတွေကိုကာကွယ်ပေးနိုင်တယ်ပြီးရင်အမေရဲ့ဒီအချင်းဖွံ့ဖြိုးမှုကိုကောင်းကောင်းဖြစ်ပွားစေတဲ့အတွက်ကြောင့်မလို့ကလေးလေးကကြမ်းကြမ်းမာမာနဲ့မွေးဖွားလာနိုင်စေပါတယ်အဲ့အတွက် folic acid ကလည်းဒီပေါင်မပြည့်လားမစေဘံမွေးဖွားတဲ့ကလေးတွေဖြစ်ပွားနိုင်ခြေကိုရှော့ချပေးတာဖြစ်ပါတယ်နံပါတ်5အကျိုးကျေးဇူးအနေနဲ့ပြောမယ်ဆိုရင်တော့ဒီမွေးလာတဲ့ကလေးလေးမှာနှလုံးရောဂါနဲ့တခြားကိုယ်အင်္ဂါချို့ယွင်းမှုတွေကိုလည်း
short ချပေးနိုင်ပါတယ်ပေါ့နော်ဒါကတော့ folic acid ရဲ့အကျိုးကျေးဇူး၅ခုဖြစ်ပါတယ်ဒါမဲ့အရေးကြီးဆုံးကတော့ပထမဆုံးတစ်ခုပါကလေးရဲ့အုံနောက်နဲ့အာယုံကြောကောင်းမွန်ပြည့်စုံဖွံ့ဖြိုးလာဖို့အတွက်ကတော့ folic acid ကအလိုအပ်ဆုံးဖြစ်ပါတယ်ဒါကပထမဆုံးအရေးကြီးတဲ့အချက်ပါကျန်တဲ့၄ခုကတော့အကျိုးကျေးဇူး၄ခုကတော့ folic acid တောက်သုံးခြင်းအပြင်ကျမတို့ကထပ်တိုးရရှိမဲ့အကျိုးကျေးဇူးတွေပေါ့နော်ပြီးတော့ဒါကလေးမှာဒီအကျိုးကျေးဇူးပေါ့မိခင်မှာဆိုရင်လည်း folic acid ပုံမှန်တောက်တဲ့မိခင်တွေကဆိုလို့ရှိရင်ကိုယ်ဝင်ဆောင်ခြင်းမှာကိုယ်ဝင်စိတ်တက်တာကိုယ်ဝင်သွေးတိုးကြောင့်ပေါ့ကိုယ်ဝင်စိတ်တက်တာတွေကိုတော်တန်ရှော့ချပေးနိုင်ပါတယ်ဒါကမိခင်မှာဆိုလို့ရှိရင်လည်း folic acid ကအကျိုးကျေးဇူးရှိတယ်ပေါ့လေဟုတ်ပြီကျမတို့ကတော့ဆိုရင် folic acid ကိုဘယ်အချိန်မှာတောက်ရမလဲပေါ့တကယ်တော့ကျမတို့က folic acid ကကိုယ်ဝင်အစောပိုင်းကာလတွေမှာအရေးကြီးဆုံးဖြစ်တာတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကိုယ်ဝင်အစောပိုင်း3ပတ်နဲ့4ပတ်ပေါ့ကိုယ်ဝင်အစောပိုင်းတစ်လပထမတစ်လအတွင်းကကလေးရဲ့အုံနောက်နဲ့အာယုံကြောကအဓိကအရှိန်အဟုန်နဲ့ဖွံ့ဖြိုးတဲ့ကာလဖြစ်တဲ့အတွက်ကျမတို့ကအဲ့ဒီအချိန်မှာ folic acid ကိုတောက်သုံးဖို့အရေးကြီးဆုံးဖြစ်တယ်။အဲ့အတွက်ကိုယ်ဝင်ရှိတာတိချင်းမှာကျမတို့ကfolic acid ကိုချက်ချင်းတောက်နိုင်မှုလိုတယ်တစ်နေ့တစ်လုံးပုံမှန်တောက်နိုင်မှုလိုတယ်တကယ်တော့အကောင်းဆုံးကတော့ကိုယ်ဝင်မဆောင်ခင်ပေါ့နော်ကိုယ်ဝင်ဆောင်မယ်လို့ကိုယ်မှာဒီကလေးယူဖို့ပေါ့နော်အစီအစဉ်ရှိပြီးဆိုတာနဲ့ကလေးမယူခင်ပထမ3လလောက်အတွင်းမှာ folic acid ကိုကြိုပြီးတော့တောက်နိုင်မယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်အဲ့ဒီပထမ3လကနေစပြီးတော့ folic acid ကိုတောက်လျှောက်တာကိုယ်ဝင်ဒီပထမ3လလောက်ထီပေါ့နော်စုစုပေါင်း6လ9လလောက်ဇက်တိုက်တောက်သွားနိုင်မယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်အဲ့လိုမှမဟုတ်ဘူးမတော်တဆရတာကိုယ်ဝင်မလို့ပါဆိုလို့ရှင်လေကိုယ်မှာကိုယ်ဝင်ရှိတာတိချင်း folic acid ကိုချက်ချင်းတောက်နိုင်မှုလိုတယ်အဲ့လိုမျိုးfolic acid ချက်ချင်းတောက်တာဆိုလို့ရှိရင်ဒီကလေးတွေမှာအုံနောက်နဲ့အာယုံကြောချို့ယွင်းမှုပေါ့နော်ဒီ neural tube defect ကိုကာကွယ်ပေးနိုင်ခြင်းက90%ရှိပါတယ်ဆိုတာကဒီ 100% တော့သူကကောက်ွယ်ပြီးမှတော့မဟုတ်ဘူး။ဘာလို့လဲဆိုတော့တချို့မအေနဲ့ကလေးမှာပါတယ်ပေါ့နော်။အမေနဲ့ကလေးမှာပါတယ်ဒီတချို့ chromosome defect လို့ခေါ်တဲ့ chromosome ချို့ယွင်းမှုတွေကလည်းတစ်ခါတလေကြာရင်ဒီအုံနောက်နဲ့အာယုံကြောချို့ယွင်းမှုဖြစ်စီတော့ငကိုတွေက chromosome တွေမှာချို့ယွင်းလာခဲ့ပြီဆိုရင်တော့ကျမတို့က folic acid တောက်လဲတိတ်တော့ကောက်ွယ်ပေးနိုင်မှာတော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့ပုံမှန်တိုင်းဖြစ်နေတဲ့ဒီကိုဝင်မှာဆိုရင်တော့ folic acid တောက်ခြင်းဟာဆိုလို့ရှိရင် neural tube defect ကိုအပြည့်အဝကောက်ွယ်ပေးနိုင်မှာဖြစ်ပါတယ်။ပြီးရင်အရင်ကလေးတုန်းကဒီဥကောင်းကွန်မပါပဲမွေးလာတဲ့အမေတွေမှာဆိုရင်လေဒုတိယကလေးမှာ folic acid ကိုတစ်နေ့တစ်လုံးပုံမှန်ကိုဝင်မဆောင်ခင်တည်းကကိုကြိုတောက်ခြင်းအပြင်လေဒီနောက်ထပ်ကလေးတစ်ယောက်မှာဥကောင်းကွန်မပါပဲမွေးလာနိုင်ကြီးကို80%လောက်ရှော့ချပေးနိုင်ပါတယ်ဒါကတော့ folic acid ကိုဘယ်အချိန်မှတောက်မလဲပေါ့အဲ့တော့အရေးကြီးဆုံးကကိုဝင်ရှိတာတိချင်းတောက်ပါဖြစ်နိုင်မယ်ဆိုရင်ကိုဝင်မဆောင်ခင်တည်းက3လလောက်ကြိုတောက်ရင်အကောင်းဆုံးပါပဲနောက်ထပ်တစ်ခုကကြတော့ဒီ folic acid ကိုပေါ့နော်တစ်နေ့ကိုဘယ်လောက်မီလီဂရမ်တောက်မှာလဲပေါ့နော်ဘယ်လောက်မီလီဂရမ်တောက်မှာလဲဆိုရင်ပုံမှန်အပြင်ဆိုရင်တော့ folic acid ကတစ်နေ့ကို4000 microgram 4 milligram လိုအပ်ပါတယ်တချို့ဆေးတွေမှာတော့4 milligram ဓာတ်ရိုက်ပါတဲ့ဆေးတွေရှိပေမဲ့အများစုဆေးခွက်ထံမှာရှိတဲ့ folic acid တွေကတော့5 milligram 9000 microgram အားတွေဖြစ်ပါတယ်အဲ့ဒီဆေးတွေကိုလည်းတောက်လို့ရတယ်5 milligram ကိုလည်းတောက်လို့ရတယ်အဓိကအပြင်4 to 5 milligram ကြားမှာပေါ့နော်တစ်နေ့တစ်လုံးနေ့စဉ်အချိန်မှန်ပုံမှန်တောက်နိုင်ပို့ပြီးတော့ကောင်းတယ် folic acid ကအချိန်မှန်တောက်ခြင်းရဆိုရင်ခန္ဓာကိုယ်ရဲ့ folic acid cycle ကိုပို့ပြီးတော့ကောင်းမွန်ဒီအတက်အကျကိုလဲနိုင်တာဖြစ်တဲ့အတွက် folic acid ကိုမနေ့ဆိုလည်းမနေ့ပိုင်းနေပုံမှန်တောက်မယ်ညဆိုလည်းညပိုင်းနေပုံမှန်တောက်မယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေစေမှာဖြစ်ပါတယ်ပြီးတော့တစ်ခုရှိတာ folic acid ကတချို့ကဒီ vegan ဆိုပြီးတော့လာတတ်တယ် folic acid ကသူကအသားဓာတ်တွေရောအရွက်တွေမှာရောရှိတာ哦အဲ့အတွက်တက်လွတ်စားတဲ့လူတွေအသားမစားခြင်းတဲ့လူတွေမှာဆိုလဲ vegan folic acid ဆိုပြီးတော့ထွက်တဲ့ဒီ folic acid ပူးလေးတွေရှိပါတယ်အဲ့ဒါတွေကိုရွေးချက်တောက်သုံးလို့ရပါတယ်ပေါ့နော်ဟုတ်ပြီ folic acid တောက်နေတဲ့အပြင်ဟိုကျမတို့က folic acid ကျွဲသွားတဲ့အစားအစာတွေဘာတွေစားလို့ရလဲဆိုရင်ဒီအစိမ်းရောင်ရှိတဲ့အသီးအရွက်ဖဖားတွေပေါ့နော်စားလို့ရတယ်ပြီးတော့သီးဝက်လန်တွေမှာလည်း folic acid ကျွဲသွားပါတယ်အဲ့တော့ပြောရမယ်ဆိုရင်တော့ဒီကိုယ်ဝင်အစောပိုင်းကာလတွေမှာတချို့ကဒီပြိုးတာအန်တာအရန်ဆိုတော့အစားအစာမဝင်တဲ့အချိန်မှာသူတို့ကစိုးရင်ကြတယ်ခလေးလေးအတွက်လိုအပ်တဲ့အာဟာရဓာတ်ရရှိပါမလားပေါ့နော်ဒါပေမဲ့အဲ့ဒီအသီးအနှံလေးတွေကိုကောင်းမွန်စားပေးခြင်းအပြင်လည်း folic acid ကိုကောင်းရစီပါတယ်တကယ်တော့ကိုယ်ဝင်အစောပိုင်းကာလခလေးသေးတွေမှာလိုအပ်တာအဲ့လောက်ပါပဲပြီးတော့တချို့မမေတွေကမေးတတ်ကြရပေါ့နော် folic acid တော့ကျမကမတောက်ဘူးဒါပေမဲ့ကိုယ်ဝင်ဆောင်အားစီးတွေတော့တောက်ပါတယ်အဆင်ပြေပါမလားဆိုတာတော့ကျမတော့ဒါအဆင်မပြေဘူးလို့ပြောပြရစီဘာဖြစ်လို့လဲဆိုတော့ကိုယ်ဝင်ဆောင်အားစီးတွေရဲ့ပါဝင်ပစ္စည်းတွေကမီလီဂရမ်တွေကတစ်ခုနဲ့တစ်ခုမတူညီဘူးအဲ့အတွက်ကိုယ်မှာလိုအပ်တဲ့ folic acid ပမာဏအတိုင်းပါတဲ့အားစီးဖြစ်ချင်မှဖြစ်ပါလိမ့်မယ်အဲ့အတွက်ပြောရမယ်ဆိုရင်တော့ folic acid ကိုတီးတန့်4000 microgram သို့မဟုတ်5000 microgram တီးတန့်ပါတဲ့အလုံးတွေကိုပဲတောက်တင်တယ်
တချို့ကိုဝင်ဆောင်အားကြီးတွေမှာကိုဝင်အစောပိုင်းကာလတွေမှာတိတ်မလိုအပ်သေးတဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေအများကြီးပါနေတတ်တယ်အထူးသဖြင့်ဗီတာမင် A နဲ့အာယွန်အရမ်းများတာဆိုရင်ကိုဝင်အစောပိုင်းကာလတွေမှာကလေးရဲ့ဒီကိုယ်တွင်းအင်္ဂါဖွံ့ဖြိုးမှုတွေကိုအနှောက်အယှက်ဖြစ်နိုင်ပါတယ်အဲ့အတွက်ကိုဝင်ဆောင်အားကြီးတွေကိုကလေး3လပေါ့နော်ပထမ3လပြီးနောက်ဒုတိယဒီကိုဝင်ဆောင်ပတ်ပေါ့နော်ခလေး4လကနေစပြီးတော့မှတောက်လျှောက်တောက်ပြီးတာပို့ပြီးတော့အဆင်ပြေတယ်ခလေး4လအရှိပိုင်းမှာဆိုရင်တော့ကိုဝင်ဆောင်အားကြီးတွေကခလေးကိုတစ်ခါတလေကြာအန်ရရှိနိုင်ပါတယ်ဟုတ်ပါပြီဒါကတော့ဒီနေ့ကျွန်မပြောချင်တဲ့ခေါင်းစဉ်လေးပါပေါ့နော်ကိုဝင်အစောပိုင်းကာလတွေမှာ folic acid ကိုဘာကြောင့်မဖြစ်မနေတောက်သုံးဖို့လိုအပ်တာလဲဆိုရဲအကြောင်းလေးဖြစ်ပါတယ်အားလုံးပဲကိုဝင်ဆောင်မိခင်နေကျမရဲ့ကလေးလေးတွေမွေးဖွားနိုင်ကြပါစေလို့ကျွန်မဆုတောင်းပေးပါတယ်ကျမရဲ့နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်နော်